တော်ရှိတို့ရဲ့ဒီ HSK အတန်းတွေကလေတင်းနေချင်း2သိန်းအပြည့်နဲ့အခြေခံနေ HSK 4-5ဒီလေ့လာလို့ရတဲ့အပြင်မှာပေါ့နော်တယောက်ချင်းစီလည်းအင်စာပြောလို့စစ်ပေးတယ်ဒါဆိုလို့ရှိရင်ကျောင်းသားလေးတယောက်ရဲ့အတန်းဖိုင်အင်စာလေးပေါ့နော်ဒါသူလည်းပဲဗီဒီယိုအတန်းနဲ့လေ့လာတာပဲပေါ့နော်အဲ့ဒါကြည့်ကြအောင်妈妈身体不太好。အဲ့လိုမျိုးပေါ့နော်ဒါက HSK1 ကကျောင်းသားရဲ့အင်စာပေါ့နော်ဒီလိုမျိုးအင်စာလေးလည်းနေ့တိုင်းစစ်ပေးတယ်ပြီးသွားပြီဆိုလို့ရှိရင်တစ်ပတ်တည့်ရက် Zoom နဲ့လည်းပြန်ပြီးတော့မှစကားပြောလေ့ကျင့်ပေးတယ်အဲ့လိုလေ့ကျင့်ဖို့အတွက်ကကျတော့ဒီလိုမျိုး Google Calendar link လေးပို့ပေးရပေါ့နော်ဒီမှာကိုကြိုက်တဲ့အချိန်ကိုရွေးပြီးတော့မှယူလို့ရတယ်ပေါ့နော်ဒီမှာဆိုကိုကြိုက်တဲ့အချိန်ကိုအားတဲ့အချိန်ကိုယူလို့ရတယ်ဆိုလို့ရှိရင်တော့မနက်ကနေစပြီးညအထိအချိန်တော်တော်များရှိတယ်ပေါ့နော်ဆိုတော့အဓိကကိုကစာလိုက်လို့ခိုးပဲလိုတာပေါ့နော်ကိုကစာလိုက်လို့တယ်ဆိုလို့ရှိရင်အိမ်စာရေးလည်းပုံမှန်ထပ်မယ်ပြီးနောက်တစ်ခါကျတော့ဒီတပတ်တရက်ဆုံးနဲ့လည်းပုံမှန်ဆီယာမနဲ့တူတူစာပြန်မေးမယ်စကားပြောလေ့ကျင့်မယ်အဲ့လိုမျိုးပုံမှန်လုပ်သွားမယ်ဆိုလို့ရှိရင်အသေးချာပေါ့တစ်နှစ်အတွင်းမှာ HSK4 ပြီးမယ်ပြီးလို့ရှိရင်တစ်နှစ်ခွဲလောက်အတွင်းမှာ HSK5 တီးပြီးမယ်ဆိုတော့အခြေခံကနေ HSK5 အထိကိုသင်တန်းကြီး2သိန်းအပြည့်နဲ့လေ့လာလို့ရမှာပေါ့နော်